လုံးပဲမင်္ဂလာပါ 1K Cooking Vlog Channel လေးကနေပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဝတ်သားလုံးချူချင်းကြော်လေးကိုကြော်ပြပေးမှာပဲဖြစ်ပါတယ်လွယ်ကူရွေးရှင်းတဲ့နီးလေးနဲ့ဖြစ်တာကြောင့်လိုက်ချက်စားကြည့်ကြပါအောင်နော်ပထမဆုံးအနေနဲ့ဟင်းနဲ့ချက်ဖို့ကျက်သွန်နီလုံးကြီးနှလုံးလောက်တုံးထားပါတယ်ကျက်သွန်နီနှလုံးကိုနှုတ်နှုတ်ဆင်းထားပေးပါမယ်ပြီးရင်ခဲညင်ဒီလီပါမယ်ခဲညင်ဒီလုံးသိန်း9လုံးလောက်တုံးထားပါတယ်ခဲညင်ဒီလေးတွေကိုအလဲကနေထည့်ချမ်းချမ်းပြီးတော့ခက်သေးသေးလေးလီထားပေးပါမယ်ဟင်းနဲ့တွဲအစင်းနဲ့ပြင်ပြီးွားပြီဆိုတော့အသီးနှံတွေစလီပါမယ်ငရုတ်ဘွားတီတစ်ထောင်လောက်ကိုအကွင်းခက်သေးသေးလေးတွေလီပါမယ်ပြီးရင်ပူစားပဲသီးလေးတွေလည်းလီပါမယ်ပြီးရင်ပန်းမွင်ခေါ်ပန်းမုံလာလေးတွေကိုလည်းလီထားပေးပါမယ်မုံလာဦးနဲ့ငငယ်လောက်ကိုလည်းလီထားပါမယ်ချူချင်းကြော်ကြော်တဲ့နေရာမှာတခြားသူတွေဆိုရင်အသီးနှံထည့်သုံးလို့မရှိပါဘူးကျွန်တော်ကတော့အသီးနှံလေးနဲ့ကြော်ပြပေးထားပါတယ်ပြီးရင်စီးသက်ဖို့အတွက်ကျက်သွန်ပြူ9ဦးလောက်ကိုခပ်ပါးပါးလေးလီပြီးတော့နှုတ်နှုတ်လေးဆင်းထားပေးပါမယ်ချင်းလေးအနေငယ်ကိုလည်းပြလေးလီထားပေးပါမယ်ပြီးရင်ချူချင်းကြော်ဆော့ပြုလုပ်ဖို့အတွက်ငရုတ်သီးစိမ်းလေးအနေငယ်ကိုလည်းခက်သေးသေးလေးလီထားပေးပါမယ်အားလုံးလည်းစင်သင့်ဖြစ်ပြီဆိုတော့အသားရတာဆန်းနေပါမယ်ကျက်သားမှုထည့်ပါမယ်စားအနေငယ်ထည့်ပါမယ်အချိုမုံအနေငယ်ထည့်ပါမယ်ပင်ငယ်များရဲ့နောက်ကိုထမင်းစားစုံနဲ့တစုံစာလောက်ထည့်ပါတယ်ခယူစီထမင်းစားစုံတစုံစာလောက်ထည့်ပါမယ်ငရုတ်ကောင်းမုံအနေငယ်ထည့်ပါမယ်ပြောင်းကုန်မုတ်ကိုထမင်းစားစုံနဲ့တစုံစာလောက်ထည့်ပြီးတော့တမသွားအောင်တေချာလေးနေပြီးတော့15မိနစ်20လောက်နှက်ထားပေးရပါမယ်အသားလေးနေပြီးနှက်ထားတော့ချူချင်းကြော်ကြော်ဖို့အတွက်ဆော့ဆာဆက်ပါမယ်ခုနကလီထားတဲ့ငရုတ်သီးစိမ်းလေးထည့်ပါမယ်ငရုတ်ချင်းထမင်းစားစုံတစုံစာထည့်ပါမယ်ကြက်သားမုတ်ထည့်ပါမယ်စားအနေငယ်ထည့်ပါမယ်တကြားထမင်းစားစုံတစ်ဝက်လောက်ထည့်ပါမယ်ပြီးရင်အချင်းရတာအတွက်သမြသီးတစ်လုံးလောက်ကိုညှစ်ထည့်ပေးပါမယ်ရတာအလုံးလေးထည့်ပြီးသွားပြီဆိုတော့ရတာလေးနှံတော့အောင်တေချာလေးစုံနဲ့မှုပေးရပါမယ်ပြီးရင်ရေနှဲငယ်လောက်ထည့်ပါမယ်ဒီလိုဆိုရင်တော့ချူချင်းကြော်ဖို့အတွက်ဆော်လေးရလည်းအဆင်သင့်ဖြစ်ပါပြီအားလုံးလည်းအဆင်သင့်ဖြစ်ပြီဆိုတော့ချူချင်းကြော်စကြော်ပါမယ်ဝတ်သားလုံးကြော်ဖို့အတွက်အိုးတွေကိုစီထည့်ပါမယ်စီပူလာပြီဆိုရင်ခုနကနှက်ထားတဲ့ဝတ်သားလေးတွေကိုအလုံးလေးလုံးပြီးတော့ထည့်ကြော်ပါမယ်ဝတ်သားလုံးလေးတွေကိုနီညူအောင်တန်းပြီးတော့ချွတ်လာတဲ့အထိကြော်ပေးရပါမယ်ကြော်လာတဲ့ဝတ်သားလုံးလေးတွေနီညူအောင်လက်တန်းပြီးကျွတ်လာပြီဆိုရင်တော့စကားလေးနဲ့ဆက်ပြီးတော့ခဏဖယ်ထားပါမယ်ပြီးရင်ခုနအစင်တွေလီထားတဲ့အသီးနှံလေးတွေထည့်ကြော်ပါမယ်အသီးနှံလေးတွေကြော်တဲ့နေရာမှာအကြာကြီးကြော်ဖို့မလိုပါဘူးမီးနဲ့နှဲငယ်လောက်ကြော်ထားပြီးရင်ရပါပြီအသီးနှံလေးတွေကိုမီးနဲ့နှဲငယ်လောက်ကြော်ပြီးတော့ပြီဆိုရင်တော့စကားလေးနဲ့ဆက်ပြီးဖယ်ထားပါမယ်ပြီးရင်ဦးတဲ့ဦးစီနဲ့ငယ်ချန်ထားပြီးတော့ချင်းလေးထည့်ပြီးအနံလေးမွေးလာတဲ့အထိစီတက်ပေးရပါမယ်ဒီတက်ထားတဲ့ချင်းအနံလေးမွေးလာပြီဆိုရင်ခုနအစင်လေးတီးရတဲ့ချက်သွန်ဒီနဲ့ချက်သွန်ပြူလေးတွေကိုထည့်ပြီးတော့အရောင်လေးနွမ်းပြီးတော့အနံလေးမွေးလာတဲ့အထိစီတက်ပေးရပါမယ်အရောင်လေးနဲ့ငယ်လောက်အောင်အရောင်တင်မုတ်လေးနဲ့ငယ်ထည့်ပါမယ်စီးတက်ထားတဲ့ချက်သွန်ဖြူချက်သွန်ဒီအနံလေးမွေးလာပြီဆိုရင်အစင်းတင်လီးထားတဲ့ခရမ်းရင်ဒီလေးတွေထည့်ပါမယ်ထည့်ထားတဲ့ခရမ်းရင်ဒီလေးတွေအနည်းငယ်နွမ်းပြီးတော့နူးလာတဲ့အထိကိုလိမ်ပေးပါမယ်ထည့်ထားတဲ့ခရမ်းရင်ဒီလေးတွေအနည်းငယ်နူးလာပြီဆိုရင်ရေအနည်းငယ်လောက်ထည့်ပါမယ်ထည့်ထားတဲ့ရေလေးအနည်းငယ်ခမ်းလာပြီဆိုရင်ခုနကအစင်းတင်ကြော်ထားတဲ့အသီးနှံလေးတွေနဲ့အသားလုံးလေးတွေကိုထည့်ပြီးတော့တေချာလေးတမသွားအောင်မွေပေးပါမယ်ပြီးရင်အစင်းသင်းဆက်ထားတဲ့ဆော်လေးကိုအပေါ်ကနေလောင်းချပေးပါမယ်ထည့်ထားတဲ့အသားလုံးလေးနဲ့အသီးရွက်တွေကိုရတာလေးစိမ့်ဝင်တော့အောင်မီးနဲ့နှင်းငယ်လောက်ကြော်ပြီးမိပိတ်ထားလို့ရပါပြီဒီလိုဆိုရင်တော့အရသာချူချူချင်းချင်းလေးနဲ့အရန်စားလို့ကောင်းတဲ့ဝတ်တလုံးချူချင်းကြော်လေးရတော့အစင်းသင်းဖြစ်သွားပါပြီကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ရှုအားပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ဒီလိုလွယ်ကူရွေးရှင်းတဲ့ဟင်းချင်ဒီဗီဒီယိုလေးတွေကိုအမြဲတင်ဆက်ပေးတော့မှာမို့လို့ကျွန်တော်ရဲ့ 1K Cooking Vlog Channel လေးကို like and subscribe လုပ်သွားပေးဖို့လည်းမမေ့ပါနဲ့နော်